ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပူပိုင်းဒေသစိမ်းလန်းစုပြည်ရေးဦးစီးဌာနအနေဖြင့်မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် Quick Impact Project စီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန်အကူအညီပေးရေးသဘောတူစာချုပ်အရမြန်မာနိုင်ငံလေပိုင်းအပူပိုင်းမိုးနယ်ဒေသရှိတောက်သုံးရေရှားပါလျက်ရှိသောကျေးရွာများ၌ဆိုလာစွမ်းရည်အသုံးပြု၍တောက်သုံးရေရရှိရေးစီမံကိန်းနားလည်မှုစာချုပ်များကို24ရက်10လ2024ရက်နေ့မှာသဘောတူလက်မှတ်ရေးထိုးပြီးစတင်ကောင်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။စီမံကိန်းလုပ်ငန်းများအနေဖြင့်2024-2025ဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသဖြစ်တဲ့မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာအမှန်တကယ်ရေရှားပါပြီးတောက်သုံးရေဖူလုံမှုမရှိသောကျေးရွာတရွာစီအားရွေးချယ်ပြီးဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါတယ်။အဆိုပါစီမံကိန်းလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန်အတွက်တင်ဒါရွေးချယ်စီစီရေးလုပ်ငန်းများကိုသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များရဲ့ကြီးကြပ်စီမံမှုဖြင့်ဆောင်ရွက်ခဲ့ပါတယ်ရှင်။အပူပိုင်းဒေသစိမ်းလန်းစုပြည်ဦးစီးဌာနအနေဖြင့်ကျေးရွာရေးရရှိရေးကော်မတီများနဲ့ပူးပေါင်း၍ရေအောက်ရေဝီစီတွင်တူဖော်ခြင်းဆိုလာစနစ်တက်ဆင်ခြင်းဂါလန်2500ဆန်ရေကန်တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့တဲ့အတွက်ယခုအခါအဆိုပါစီမံကိန်းကျေးရွာများမှာတန်ရှင်းတဲ့တောက်သုံးရေများဖူလုံစွာရရှိနေပြီဖြစ်တဲ့အတွက်ဒေသခံပြည်သူများမှအိန္ဒိယအစိုးရနှင့်ပြည်သူများကိုအထူးကျေးဇူးတင်လျက်ရှိပါတယ်။ Quick Impact Project စီမံကိန်းကျေးရွာ1အနေဖြင့်မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်တဖန်းချောင်းကျေးရွာအားရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။တဖန်းချောင်းကျေးရွာဟာရေနံချောင်းမြို့မှာကတ်တရာလန်2မိုင်4ဖာလုံမြေသားလန်9မိုင်4ဖာလုံစုစုပေါင်း10မိုင်ခန့်ကွာဝေးပြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စာရင်းများအရရေရှားပါတဲ့ကျေးရွာစည်ရင်းဝင်တရွာဖြစ်ပါတယ်။မြေအောက်ရေအဝီစီတွင်းတစ်ခုသာရှိပြီးနွေရာသီမှာရေထွက်ရှိမှုနည်းပါသဖြင့်တောက်သုံးရေလုံလောက်စွာမရရှိတဲ့အတွက်နှစ်စဉ်နှစ်တိုင်းရေကားများဖြင့်ရေလူတန်းချင်းများဆောင်ရွက်နေရတဲ့ကျေးရွာဖြစ်ပါတယ်။တဖန်းချောင်းကျေးရွာမှာအိမ်ထောင်စု150စုလူဦးရေ983ဦးနေထိုင်လျက်ရှိကအခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းဘုံတော်ကြီးကျောင်း2ကျောင်းကျေးရွာနေဖြင့်စိုက်ပျိုးမွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြပြီးကျေးရွာမှာနွားကောင်ရေ250ကောင်စိတ်ကောင်ရေ380ကောင်နဲ့ယာဧက950ဧကဥယျာဉ်ချမ်း4ဧကရှိကမြေပဲနှမ်းနဲ့ပဲစင်းကုံစတာတွေကိုအဓိကထားစိုက်ပျိုးကြပါတယ်။တဖန်းချောင်းကျေးရွာ၌ဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရန်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့နည်းပညာအကူအညီဖြင့်အပူပိုင်းဒေသစိမ်းလန်းစုပြည်ဦးစီးဌာနမှတာဝန်ယူဆောင်ရွက်ကာတန်ရှင်းတဲ့ရေကောင်းရေတန့်ရရှိရေးအတွက်စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်နေရာအားကွင်းစင်းတိုင်းတာခြင်းများပြုလုပ်ခဲ့ပြီးအဝီစီတွင်တူဖော်ခြင်းလုပ်ငန်းကို12ရက်နေ့လ2025ရက်နေ့မှာစတင်ဆောင်ရွက်ခဲ့ပါတယ်။တွင်းနဲ့ပေ900တူဖော်ခဲ့ပြီးလေးလက်မ GI ပိုက်ပေ900တက်ဆင်ခြင်းဂါလန်2500ဆန်ရေကန်တိဆောက်ခြင်း 7.6 kW ဆိုလာစနစ်တက်ဆင်ခြင်းလုပ်ငန်းများကို23ရက်3လ2025ရက်နေ့မှာအပြီးဆောင်ရွက်နိုင်ခဲ့ပြီးရေထွက်နှုန်းအနေဖြင့်တနအီလဂါလန်2600ထွက်ရှိပါတယ်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့စမ်းသပ်ချက်အရရေအရည်သွေးအနေဖြင့် 6.8 pH level ရှိတဲ့အတွက်တောက်သုံးရန်သင့်လျော်ကောင်းမွန်တဲ့ရေကိုရရှိခဲ့ပါတယ်။အပူပိုင်းဒေသစိမ်းလန်းစုပြည်ဦးစီးဌာနမှဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများအားသတ်မှတ်ထားတဲ့စံနှုန်းများရရှိရန်နဲ့အချိန်မီပြီးစီးရန်အချိန်ပြည့်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးကျေးရွာအတွက်တန်ရှင်းတဲ့တောက်သုံးရေအသုံးပြုနိုင်ရန်အဝီစီတွင်ရေကန် 7.6 kW ဆိုလာစနစ်နှင့်ဆက်ပစ္စည်းများကိုကျေးရွာသို့23ရက်3လ2025ရက်နေ့မှာလွှဲပြောင်းပေးရခဲ့ပါတယ်။ကျေးရွာရေရရှိရေးကော်မတီမှဦးဆောင်၍တန်ရှင်းတဲ့တောက်သုံးရေစဉ်ဆက်မပြတ်ရရှိရေးနဲ့စီမံကိန်းမှာလွှဲပြောင်းပေးရလာတဲ့ဆက်ပစ္စည်းများကိုရေရှည်အသုံးပြုနိုင်ရေးထိန်းသိမ်းစောင့်ရှောက်ခြင်းများဆောင်ရွက်လျက်ရှိပြီးယခုအခါကျေးရွာမှာတောက်သုံးရေဖူလုံစွာရရှိနေပြီဖြစ်ပါတယ်။ယခုလိုတန်ရှင်းတဲ့တောက်သုံးရေဖူလုံစွာရရှိရန်ကူညီထောက်ပံ့ပေးတဲ့အိန္ဒိယအစိုးရနဲ့ပြည်သူများကိုတဖန်းချောင်းကျေးရွာမှာကျေးရွာသူကျေးရွာသားများရဲ့ဝမ်းသာပီတိကျေးဇူးတင်စကားများအားတင်ဆက်လိုက်ရပါတယ်ရှင်။ ကျွန်တော်တို့အကြီးတိုင်းရှိတဲ့ခါမှာလို့ဒီလိုသုံးဆက်မှာပါမှန်ပါကြာလို့ရှိပါတယ်ကြာကျွန်တော်တို့ကျေးဇူးထူးတင်ပါတယ်ကျွန်တော်တို့ကြီးကငကိုတော့ကျွန်တော်တို့
ရေရှားပါပါတယ်ဆိုတော့တောက်တော့အဲ့ဒါလေးမိုးရဒီမှာမိုးရည်နဲ့အဆင်ပြေနေတဲ့ဒီလိုမျိုးကာလာတွေပါနေရာတွေပါခက်ခဲဖြစ်ပါတယ်ခုလိုဒီဆိုလာနဲ့ယူရန်လူတန်းပြည်တဲ့အိန္ဒိယသမ္မတနိုင်ငံလူရှင်များလည်းကျွန်တော်တို့ကျေးဇူးလက်တင်ရှိပါတယ်မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကဦးတင်ဝေပါခင်ဗျကျွန်တော်ဒီဘဲစိတ်အုပ်စုအုပ်ချုပ်ရေးမှုပါခင်ဗျကျွန်တော်တို့ကြီးရွာပေါ်မှာတော့လက်တွေ့ကြကြကျွန်တော်တို့ရေသုံးဆွဲရတာတွေပေါ်ပေါ်တီတီသုံးဆွဲလို့ရတယ်နောက်ကျွန်တော်တို့မီတာကားတွေလည်းမကုန်တဲ့အပြင်ကြီးရွာရဲ့ရန်မုံမှုတွေအတွက်လည်းကျွန်တော်တို့ကြီးရွာရဲ့လိုအပ်ချက်တွေပေါ်မှာသုံးဆွဲလို့ရပါတယ်ကျွန်တော်တို့ဟိုရခင်တုန်းကတော့ကျွန်တော်တို့ရေခက်ခဲရသဲတောင်တွေထိုးတဲ့အချိန်ကမှတော်တော်ကိုပဲအခက်အခဲဖြစ်တယ်အထူးထူးပဲကျေးဇူးတင်ပါတယ်ပြောချင်ပါတယ် Quick Impact Project စီမံကိန်းကြေးရွာ2အနေဖြင့်မန္တလေးတိုင်းဒေသကြီးညာဦးမြို့နယ်မကြီးစောက်ကြေးရွာအားရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။မကြီးစောက်ကြေးရွာဟာညာဦးမြို့မှကတ္တရာလန်15မိုင်ကွာဝေးပြီးညာဦးကြောက်ပရောင်ကားလန်မိုင်နိုင်အမှတ်15မိုင်တုံညဖာလုံးမှာတည်ရှိပြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စည်ရင်းများအရာတောက်သုံးရေရှားပါတဲ့ကြေးရွာတစ်ရွာပဲဖြစ်ပါတယ်။မကြီးစောက်ကြေးရွာဟာရခင်ကတောက်သုံးရေအတွက်မြေအောက်ရေအဝီစီတွင်းတွင်းသာရှိပြီးရေထွက်ရှိမှုနေပါသဖြင့်တောက်သုံးရေလုံလောက်စွာမရရှိတဲ့အတွက်နှစ်စဉ်နှစ်တိုင်းရေကားများဖြင့်ရေလူတန်းခြင်းများဆောင်ရွက်နေရတဲ့ကြေးရွာတစ်ရွာပဲဖြစ်ပါတယ်။မကြီးစောက်ကြေးရွာတွင်အိမ်ထောင်စု211စုလူဦးရေ1910ဦးနေထိုင်လျက်ရှိပြီးအခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းဖုံတော်ကြီးကျောင်းတစ်ကျောင်းကြေးရွာနေဖြင့်စိုက်ပျိုးမွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြပြီးကြေးရွာမှာနွားကောင်ရေ165ကောင်စိတ်ကောင်းရေ290ကောင်းနဲ့ရာဧက645ဧကရှိကမြေပဲနန်းပြောင်းနဲ့နေကြစသည်တို့ကိုအဓိကထားစိုက်ပျိုးလျက်ရှိပါတယ်။မကြီးစောက်ကြေးရွာမှာဆိုလာစွမ်းရည်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရန်အတွက် Metal Stone ကုမ္ပဏီမှ9ရက်12လ2024ရက်နေ့မှာ51.65ကျပ်တန်းဖြင့်တင်ဒါအောင်မြင်ခဲ့ပြီးတန်ရှင်းတဲ့ရေကောင်းရေတန့်ရရှိရေးအတွက်စီမံကိန်းလုပ်ငန်းဆောင်ရွက်မိနေရအားကွင်းစင်းတိုင်းတာခြင်းများဥစွာပြုလုပ်ခဲ့ပြီးအဝီစီတွင်တူပေါ်ခြင်းလုပ်ငန်းများကို9ရက်2လ2025ရက်နေ့မှာစတင်ဆောင်ရွက်ခဲ့ပါတယ်။တွင်းနဲ့902ပေတူပေါ်ခဲ့ပြီးလေးလက်မ GI ပိုက်ပေ900တက်ဆင်ခြင်းဂါလန်2500ဆန်ရေကန်တိဆောက်ခြင်း 7.6 kW ဆိုလာစနစ်တက်ဆင်ခြင်းလုပ်ငန်းများကို30ရက်3လ2025ရက်နေ့မှာအပြီးဆောင်ရွက်နိုင်ခဲ့ပြီးရေထွက်နှုန်းအနေဖြင့်တနအီလဂါလန်1300ထွက်ရှိပါတယ်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့စမ်းသပ်ချက်အရရေရည်သွေးအနေဖြင့် 7.6 pH level ရှိတဲ့အတွက်တောက်သုံးရန်သင့်လျော်ကောင်းမွန်တဲ့ရေကိုရရှိခဲ့ပါတယ်။အပူပိုင်းဒေသစိမ်းလန်းစုပြည်ဦးစီးဌာနမှဆိုလာစွမ်းရည်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများကိုသတ်မှတ်ထားတဲ့စံနှုန်းများရရှိရန်နဲ့အချိန်မီပြီးစီးရန်အချိန်ပြည့်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးကြေးရွာအတွက်တန်ရှင်းတဲ့တောက်သုံးရေအသုံးပြုနိုင်ရန်အဝီစီတွင်ရေကန် 7.6 kW ဆိုလာစနစ်နဲ့ဆက်ဆက်ပစ္စည်းများကိုကြေးရွာသို့31ရက်3လ2025ရက်နေ့မှာလွှဲပြောင်းပေးရခဲ့ပါတယ်။ကြေးရွာရေရရှိရေးကော်မတီမှဦးဆောင်၍တန်ရှင်းတဲ့တောက်သုံးရေစင်ဆက်မပြတ်ရရှိရေးနဲ့စီမံကိန်းမှာလွှဲပြောင်းပေးရလာတဲ့ဆက်ဆက်ပစ္စည်းများကိုရေရှည်အသုံးပြုနိုင်ရေးထိမ့်သိမ်းဆောက်ရှောက်ခြင်းများဆောင်ရွက်လျက်ရှိပြီးယခုအခါကြေးရွာမှာတောက်သုံးရေဖူလုံစွာရရှိနေပြီဖြစ်ပါတယ်။ယခုလိုတန်ရှင်းတဲ့တောက်သုံးရေဖူလုံစွာရရှိရန်ကူညီထောက်ပံ့ပေးခဲ့တဲ့အိန္ဒိယအစိုးရနဲ့ပြည်သူများအားမကြီးစောက်ကြေးရွာမှာကြေးရွာသူကြေးရွာသားများရဲ့ဝမ်းသာပီတိကျေးဇူးတင်စကားများအားတင်ဆက်လိုက်ရပါတယ်ရှင်။နေစင်းဆိုဦးစီးဌာနတို့ပူပေါင်းပြီးရေလူတန်းပေးတဲ့အတွက်မကြီးစောက်ကြေးရွာသူကြေးရွာသားအတွက်ရောကျောင်းသူကျောင်းသားအတွက်ရောဆရာဆရာမရဲ့အတွက်ရောအမှန်တကယ်လိုအပ်တဲ့အတွက်အထူးရင်ကျေးဇူးတင်ပါတယ်ရှင်။အိန္ဒိယနိုင်ငံတော်ကြီးနဲ့စိန့်စုဌာနမြောင်မြန်မာနိုင်ငံစိန့်စုဌာနမှာကျွန်တော်တို့မကြီးစောက်ကြေးရွာရေရှားပါနေသောအရက်ဒေသကိုရေလာလှူဒန်းတဲ့အတွက်အထူးပဲလိုက်လဲကျေးဇူးတင်ပါတယ်။ဒီမှာရေလိုအပ်နေတဲ့အတွက်ကြောင့်အခုလိုလာရောက်လှူဒန်းတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမတို့ရွာကိုရေလူဒန်းတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ယခုလိုမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားညံစမ်းစွာအကျိုးဖြစ်ထွန်းစေမယ့် Quick Impact Project စီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန်အကူအညီပေးရေးအစီအစဉ်အရမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းမိုးနယ်ဒေသရှိအမှန်တကယ်ရေရှားပါပြီးတောက်သုံးရေဖူလုံမှုမရှိတဲ့ကြေးရွာများ၌
ဆိုလာစွမ်းအင်အသုံးပြု၍တန်ရှင်းတဲ့တောက်သုံးရည်ရရှိရေးကူညီထောက်ပံ့ပေးခဲ့တဲ့အိန္ဒိယအစိုးရနဲ့ပြည်သူများအားကျေးရွာသူကျေးရွာသားများရဲ့ကိုယ်စားတယံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဆက်လိုက်ရပါတယ်ရှင်။